ရဲ့ဝဲလင်းအာယုံကျင်းတဲ့ချိန်ခါမယ်တနေ့နေ့ဝဲမွေးဖွားခဲ့ပါတယ်1915ဆောင်းကုန်တွေကူးနေယူနဲ့သုံးလုံးချဲဖေဖော်ဝါရီ23ရက်ဝဲလင်းအာယုံကျင်းတဲ့ချိန်ခါမယ်တနေ့နေ့ဝဲမွေးဖွားခဲ့ပါတယ်ဥပါတော်စုအခြေပြုလာကွယ်ကလေးငယ်နာမည်အချိန်စရင်တွင်တော့ထိန်လင်းလို့ခေါ်တယ်ဥပါတော်စုအခြေပြုလာကွယ်ကလေးငယ်နာမည်အချိန်စရင်တွင်တော့ထိန်လင်းလို့ခေါ်တယ်နမောင်မျိုးမဲ့သူချက်မြို့ခါရဲ့မြို့ချေကောင်းဆောင်သူအခါဝဲသူတရားကွယ်ပထမဆုံးအင်္ဂလိပ်ကိုပြောင်းလာနိုင်နေပြိုင်မဲ့ခင်လူရဲ့မြို့ချေကောင်းဆောင်သူအခါဝဲသူတရားကွယ်ပထမဆုံးအင်္ဂလိပ်ကိုပြောင်းလာနိုင်နေပြိုင်မဲ့ခင်လူရဲ့သူ့ကိုရဲ့အတူကိုဝဲကိုမင်းအောင်ရှေ့ဆောင်နဲ့တော်လန်ရေးကောင်းဆောင်ပြီးသား23ရက်ဝဲလင်းအာယုံကျင်းတဲ့ချိန်ခါမယ်တနေ့နေ့ဝဲမွေးဖွားခဲ့ပါတယ်1915ဆောင်းကုန်တွေကူနေယူနဲ့သုံးလုံးချဲဖေဖော်ဝါရီ23ရက်ဝဲလင်းအာယုံကျင်းတဲ့ချိန်ခါမယ်တနေ့နေ့ဝဲမွေးဖွားခဲ့ပါတယ်ဥပါတော်စုချေပြုလာကွယ်ကလေးငယ်နာမည်အချိန်စရင်တွင်တော့ချိန်လင်းလို့ခေါ်တယ်ဥပါတော်စုချေပြုလာကွယ်ကလေးငယ်နာမည်အချိန်စရင်တွင်တော့ချိန်လင်းလို့ခေါ်တယ်နမောင်မျိုးမဲ့သူချက်မြို့ခါရဲ့မြို့ချေကောင်းဆောင်သူအခါဝဲသူတရားကွယ်ပထမဆုံးအင်္ဂလိပ်ကိုကျွန်းလာနိုင်နေပြိုင်မဲ့ခင်လူရဲ့မြို့ချေကောင်းဆောင်သူအခါဝဲသူတရားကွယ်ပထမဆုံးအင်္ဂလိပ်ကိုကျွန်းလာနိုင်နေ